အစာရေစာနှက်မှုနေတဲ့မြေခွေးနီတစ်ကောင်ဟာစားစရာရှာရင်ကျွဲကောင်ကြီးရဲ့အလောင်းထဲကိုတွားဝင်သွားပါတယ်။အပူချိန်ကအနုတ်40ဒီဂရီစင်တီဂရိတ်အထိကျဆင်းနေတဲ့အတွက်အလောင်းတွေဟာကြောက်တုံးလိုပဲမာကြောနေပါတယ်။ဒါပေမဲ့ဒီလိုခဲရင်းနဲ့ရေခဲပြင်ပေါ်မှာတော့အစာတစ်လုံးဟာအသက်ရှင်ခြင်းနဲ့တေခြင်းကြားကအဆုံးဖြတ်တစ်ခုပါပဲ။အသားတွေကတန်မဏိလိုပဲမာကြောနေပေမဲ့ဒါဟာမြေခွေးအတွက်အသက်ရှင်ဖို့တစ်ခုတည်းသောအခွင့်အရေးပါပဲ။နှင်းမုန်တိုင်းငြိမ်သက်သွားတဲ့အခါဒီမြေပြင်ဟာတခါမှအေးအေးဆေးဆေးမရှိခဲ့ပါဘူး။ဘိုက်ပြစ်ဖို့အတွက်မြေခွေးနီဟာစားနိုင်သမျှကိုဆက်ပြီးရှာဖွေနေရပါတယ်။သူ့ရဲ့အကြားအာယုံနဲ့အနက်ခံနိုင်စွမ်းကအလွန်ကိုထက်မြက်ပါတယ်။နှင်းပြင်ပေါ်ကအသေးအမွှားလှုပ်ရှားမှုတွေကိုတောင်သူမလွတ်တမ်းသတိပြုမိပါတယ်။တစ်ဖက်မှာလည်းကြွက်သေးသေးလေးတွေအုပ်စုဟာစားစရာရှာဖို့တကယ်ကဲလုံနေကြပေမဲ့သူတို့ကိုမြေခွေးကမြင်ထားပြီးသားဆိုတာသူတို့မသိရှာပါဘူး။မြေခွေးနီကတိုးကပ်သွားပေမဲ့မြေအောက်ကနေထွက်ပေါ်လာတဲ့တုန်ခါမှုအနှဲငယ်ကကြက်တွေကိုသတိပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။ရုတ်တရက်ထွက်ပေါ်လာတဲ့အတန်တွေကြောင့်သူတို့ရဲ့တိကျတဲ့နေရာကိုမြေခွေးတစ်ကောင်အနေနဲ့ခံမှန်းရခက်ခဲသွားပါတယ်။သူအမဲလိုက်ဖို့အာယုံစိုက်နေတဲ့အချိန်မှာပဲနောက်ထပ်အမဲလိုက်သားကောင်တစ်ကောင်ဖြစ်တဲ့တောကြောင်တစ်ကောင်ဟာအေးဆေးပဲရောက်လာပါတော့တယ်။အနံ့ကိုခံပြီးမြေခွေးရဲ့ဒီနေရာကိုသူ့အမိရဖမ်းလိုက်ပါတယ်။တေချာပြီလို့ထင်တဲ့အခါသူတိုးကပ်လာပါတယ်။ဒီအချိန်မှာတော့မြေခွေးဟာသူ့အနေနဲ့နီးကပ်နေမှန်းလုံးဝမသိရှာပါဘူး။ခြေတံတွေနီးကပ်လာတဲ့အခါလေးထုထဲမှာတစုံတရာမကောင်းတော့ဘူးဆိုတဲ့ခံစားချက်မျိုးပြန့်နှံ့လာပါတယ်။ရန်သူကိုမမြင်ရပေမဲ့တိုးလာတဲ့အန်ရရဲ့အရေးအယောင်ကြောင့်မြေခွေးဟာမနေတက်မထိုင်တက်ဖြစ်လာပါတယ်။တောကြောင်ကအနီးကပ်ဆုံးထိရောက်လာတဲ့အခါမှာတော့တိုက်ခိုက်ပါတော့တယ်။ကိုရဲတောင့်တင်းတဲ့ရန်သူနဲ့ရင်ဆိုင်ရတဲ့အခါမြေခွေးဟာကြောက်လန့်တကြားနဲ့အသက်လူပြီးထွက်ပြေးပါတော့တယ်။နောက်ကိုလည်းမလှည့်ကြည့်ရဲပါဘူး။မြေခွေးလိုလည်းမရပါဘူး။သူ့စိတ်ထဲမှာအသက်ရှင်ရမယ်ဆိုတဲ့အတွေးတစ်ခုတည်းပဲရှိပါတယ်။နောက်ဆုံးချိန်မှာတော့မြေခွေးဟာသူ့ရဲ့အပေါက်ထဲကိုခုန်ဝင်လိုက်ပါတယ်။ခန္ဓာကိုယ်အရွယ်အစားပိုကြီးတဲ့တောကြောင်ကတော့အထဲကိုလိုက်မဝင်နိုင်ပါဘူး။ဒါပေမဲ့အစာကိုလက်မလွတ်ချင်တဲ့အတွက်တောကြောင်ဟာမြေခွေးကိုအပြင်ထွက်လာအောင်အပေါက်ဝကိုတူးပါတော့တယ်။မြေခွေးအပေါက်ထဲမှာတော့မြေခွေးဟာကြောက်လန့်ပြီးတုံရီနေပါတယ်။အသက်ဆက်ရှင်ဖို့အတွက်အောက်ကိုပိုပြီးနှက်အောင်တူးလိုက်ပါတယ်။နောက်ဆုံးတော့အပြင်ကအတန်တွေတိတ်သွားပါတယ်။မြေခွေးဟာအနှဲငယ်စိတ်အေးသွားပြီးအပြင်ကိုခေါင်းပြူကြည့်လိုက်တဲ့အချိန်မှာတောကြောင်ကအပြင်မှာစောင့်နေသေးပါပဲ။တစ်ခါပြန်ပြီးထိတ်လန့်သွားတဲ့မြေခွေးဟာအပေါက်ရဲ့အနက်ဆုံးနေရာမှာပဲကွေးကွေးလေးကပ်နေပြီးထပ်ပြီးတော့အပြင်ကိုဘယ်တော့မှထွက်မလာရဲတော့ပါဘူး